Hello မိလားများကျွန်တော်ပေါ့နော်ကလေးပတ်စပို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်လှုပ်ချင်လို့ဆိုပြီးတော့ကျွန်တော်ကိုလာမေးရသူတွေရှိပါတယ်လာမေးရသူ1ယောက်2ယောက်မဟုတ်တော့ဘူးကျွန်တော်4 5 6ယောက်10ယောက်လောက်ရှိပါတယ်ဟုတ်ပြီကျွန်တော်ကလေးပတ်စပို့ကိုကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းကိုကျွန်တော်အနေငယ်ကျွန်တော်ပြောပြပေးမှာပေါ့နော်ကျွန်တော်ပြောပြပေးမယ်ဆိုတာလည်းပဲကျွန်တော်ပန်ယုံထဲမှာရှိတဲ့website ထဲကျွန်တော်ဘယ်လိုရှာရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နော်ဘယ်လိုလုပ်ရလဲဆိုတော့ဒါမြန်မာလိုရေးထားတဲ့အကြောင်းကိုကိုယ့်ဖတ်ပြီးတော့ဒါလောက်ပါတော့ပြောချင်တယ်เนาะဒီစာရွက်စာတမ်းတွေစုံသွားပြီဆိုရင်เนาะတန်ရုံကိုယ်တိုင်မသွားနိုင်ဘူးဆိုရင်လည်းဒါစာတိုက်ကနေပို့ပြီးတော့တိုးမယ်ဆိုရင်လည်းဒါကလေးပတ်ဆို့ဒါတိုးလို့ရရပါတော့เนาะဒါလိုအပ်တာတွေပါရသူတို့ဆက်ပြီးတော့ညွှန်ကြားလိုက်မှာပါဗျာအဲ့ဒါကိုကဒီလောက်သိရဆိုရင်ဒါရတယ်ပါเนาะလိုအပ်တာပါကျွန်တော်အတိအကျကြီးတော့ကျွန်တော်လည်းမလုပ်ဘူးเนาะကျွန်တော်လည်းကလေးမရှိတဲ့အတွက်ကြောင့်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီတန်ရုံ website ကိုကျွန်တော်ဘယ်လိုသွားရလဲဆိုတော့ကျွန်တော်ချက်ပြောပြပေးမယ်အဲ့မှာ Google သွားလိုက်ဗျာเนาะ Google သွားပြီးသွားရဆိုရင်အဲ့မှာကျွန်တော်တို့ဒီမြန်မာ embassy ဆိုတိုကျိုဆိုရိုက်ချလိုက်ရိုက်ချလိုက်ပြီဆိုရင်အဲ့ထဲဒီ site ထဲဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီလိုကြက်လာလိမ့်မယ်ဟုတ်ပြီဒီလိုကြက်လာပြီဆိုရင်consular service ပေါ့နော် consular service ဆိုတဲ့အထက်ကိုဝင်လိုက်ပြီနော်နောက်တစ်ခုဒီလိုကြက်လာလိမ့်မယ်ဟုတ်ပြီဒီထဲမှာနော်ဒီထဲမှာကျွန်တော်တို့ဘယ်လိုဖြစ်မလဲဆိုဒီထဲမှာအဲ့မှာမြန်မာနိုင်ငံသားမိဘနှစ်ပါးမှာနော်မွေးဖွားတော့ကလေးများအတွက်တာမနိုင်ငံကူလက်မဲ့လျှောက်ထားခြင်းကိစ္စတဲ့เนาะအဲ့ကိစ္စဟောဒီကကျွန်တော်ဒီကိစ္စရှိမယ်ဒီနေရာเนาะဒီနေရာလေးပေါ့เนาะဟုတ်အဲ့နေရာကိုဒေးဖက်ပါဆိုတဲ့နေရာကိုလေးလိုက်မယ်ဆိုရင်ဒီလိုအဲ့မှာဒါအသေးသေးဖတ်လိုက်တယ်ဆိုရင်ဒါရပြီเนาะလိုအပ်တဲ့စာရွက်စာတမ်းတွေတော့ဒါနည်းနော်မဟုတ်ဘူးเนาะနည်းနော်မဟုတ်ဒါများတယ်เนาะဒီပြောချင်တာတော့နံပါတ်1ချက်ကလေးမွေးဖွားကြောင့်မှတ်ပုံတင်ပုံစံမှတ်ပုံတင်ပုံစံလည်းပဲဒါကလေးမွေးဖွားကြောင့်မှတ်ပုံတင်ပုံစံဒီမှာရှိတယ်နော်ဒီမှာနံပါတ်9မှာရှိတယ် PDF file ဒါအမှဖြည့်လိုက်ပါနော်ကလေးမွေးဖွားကြောင့်မှတ်ပုံတင်ခြင်းဒီဟာလေးနော်ဒါလေးကိုဘာသာတကဖြည့်ပါနော်မြန်မာလိုရေးထားပဲဗျာနော်မြန်မာလိုရေးထားပဲနော်ဖြည့်တယ်မတင်ပါနဲ့နံပါတ်2ချက်နံပါတ်သူဖြည့်တာနံပါတ်ပုံစံအဲ့မှာလည်းရေးထားနော်နံပါတ်ပုံစံလိုအပ်တဲ့ပုံစံတွေထဲမှာလိုအပ်တဲ့ပုံစံတွေထဲမှာကျွန်တော်တို့လိုအပ်တဲ့ပုံစံတွေထဲမှာဒီမှာဗာလဲဆိုရင်နိုင်ငံတော်ပြည်ပတွင်ကလေးမွေးဖွားခြင်းမှတ်တမ်းပုံစံ8ပုံစံ9 8နော်ပုံစံ8ဆိုရင်ဒါဟုတ်တယ်မလားပုံစံ9 8ဒီမှာဒါပုံစံ9 8ဒါဟုတ်ပုံစံ8အဲ့မှာသူရေးထားနော်ပုံစံ9 8ဟုတ်ပြီပုံစံ9 8ပြီးရင်ကိုရရဆိုရင်မိဘနှစ်ပါးနော်မိဘများကြီးနိုင်ငံကူးလက်မှတ်မှတ်ပုံတွေများဆိုတော့များလိုအပ်ချက်တွေများကြီးလို့ရှိရနော်ပြီးရင်အိမ်တော်စုစရင်မိတ္တူများနော်မိတ္တူများဆိုတဲ့နေရာမှာဒါကိုယောက်ျားနော်ကိုမိန်းမအောင်ပါတယ်ဆိုပြီးပြောချင်တာနော်လက်ထက်စာချုပ်မှန်နော်အဲ့မှာထပ်ဖတ်လိုက်တော့အခြေတမို့ရေးထားတယ်ဗျာနော်နိုင်ငံသူဘာသာတက်ကဒါမြန်မာလိုရေးထားတာပဲနော်ဂျပန်မြို့နယ်မှာထုတ်ပေးသောနံပါတ်5ဆိုရင်ထုတ်ပေးသောမူလလက်ရှိမိသားစုစရင်တင်ပြရင်ပေါ့နော်ဂျပန်မြို့နယ်ရုံမှာသွားပြီးကျွန်တော်တို့လက်ထက်စာချုပ်တွေပဲလောက်ကြရင်နော်အဲ့ဒါကိုတင်ပြလိုက်ရင်အဲ့ဒါကိုတင်ပြမှာဖြစ်တယ်နော်ဟုတ်ပြီဆေးရုံမှာထုတ်ပေးတော့မွေးစင်းเนาะဂျပန်ဆေးရုံကထုတ်ပေးတဲ့မွေးစင်းเนาะအဲ့မှာပြီးရင်နံပါတ်8နေမှာတော့ခါခွေးနေမှာဂျပန်နိုင်ငံမြို့နယ်ရုံးမှာထုတ်ပေးတော့မွေးစင်းမူရင်းเนาะအင်္ဂလိပ်ဘာသာဖြင့်မွေးစင်း notary မိတ္တူတင်ပြရန်ဖြစ်ပါသည်တဲ့เนาะအကုန်လုံး notary ပြန်ရမယ်เนาะ notary ပြန်နေတယ်ဆိုရင်တော့ notary ပြန်တဲ့လူဒီရှိတယ်เนาะ notary ပြန်တဲ့လူလိုက်ရှာလိုက်ပြန်တဲ့လူတို့အဲ့လိုရတယ်เนาะဟုတ်ပြီကျွန်တော်တော့အများကြီးတော့အဲ့လိုမျိုးရှိသေးတယ်နော်လိုအပ်တာတွေဒီမှာဖတ်လို့ရတယ်လေနော်ဘာသာတကာနော်ကိုရေးရဆိုမှသာတကာနိုင်မှာနော်ဂျပန်မြို့နယ်ရုံးထုတ်ပေးတော့မှသာတကာလက်ထက်စာချုပ်မိတ္တူအဲ့လိုမျိုးဒါရှိရနော်အဲ့ဒါမျိုးဒီထဲမှာwebsite ထဲမှာကျွန်တော်တို့ဒါဝင်ဖတ်လို့ရပါတယ်ပေါ့နော်ဝင်ဖတ်လို့ရပြီးတော့အသေးစိတ်ဖတ်ပြီးတော့နော်အသေးစိတ်ဖတ်ပြီးတော့ဒါကျွန်တော်တို့တိုးပါလို့လုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်မြန်မာလိုရေးထားတာပဲနော်ဟုတ်ပြီဒီတော့မှာဆင်းနော်တန်ရုံကိုငွေလွှဲနည်းတို့ဘာလို့ဒီ PDF file တွေကိုထုတ်ပုံထုံနည်းတွေပဲမသိဘူးဆိုကျွန်တော် YouTube channel မှာနော်တင်ထားရနော်ဒီတန်ရုံကိုနော်တန်ရုံကိုငွေလွှဲမှာလေနော်ငွေလွှဲရမယ့်ဟာရှိရနော်သူလည်းပဲပြောတာလေငွေလွှဲမှာတမန်ငွေလွှဲမှာရှောက်ထားခြင်းကိစ္စဆိုရင်နော်အသေးသေးဖတ်ရန်ဆိုရတော့နေလိုက်တယ်ဆိုရင်ဒီမှာနော်သူဒီမှာလည်းရေးထားရနော်သူအနေငယ်ရေးမြန်မာလိုရေးထားရနော်ဒါဖတ်လို့ရတယ်နော်ဒီမှာမြန်မာနိုင်ငံကူလက်မှတ်အသစ်ကြီးမှာထောက်ခံကြီးအတွက်တဲ့3000ကျော်ပါစီနိုင်ငံကူလက်မှတ်အသစ်ကတဲ့6000ငွေလွှဲရမှာနော်ငွေလွှဲပုံလွှဲနည်းကကျွန်တော် YouTube channel မှာတော့တင်ထားရှိပါတယ်ပေါ့နော်
ဟုတ်ပြီလုံးချင်တဲ့ဆိုရင်တော့ဒီလိုမျိုး website ကိုယ့်ဘာကိုဝင်ဖက်ပြီးတော့လုပ်ပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ